အဲ့တော့အဖြူအောင်တက်ကြတဲ့သားတို့နှစ်ယောက်ကိုတီးကြရပါတော့ပြိတ္တကအဲ့တော့ထူးစော်နဲ့ခုနကဘာလို့လွင်မောင်ထူးစော်နဲ့လွင်မောင်ကိုပြိတ္တကကြိုက်တာလားဒါမှမဟုတ်ရင်ထူးနဲ့ဝေယံထက်ရဲ့သရုပ်ဆောင်မှုကိုပြိတ္တကကြိုက်တာလားဘယ်လိုထင်လဲ ဟိုသားဆိုရင်ပေါ့ဒီအဖြူအောင်တက်ဂရက်နဲ့ကဒါတော်တော်ကန့်ပါတယ်2019မှာကနေဒါဒီထဲမှာចောင်းသားတယောက်အနေနဲ့ဒါပါခဲ့တယ်အဲ့မှာကနေရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာလဲထူးဆောင်တဲ့လွင်မောင်ကဒါတော့မဟုတ်အဲ့တုန်းက2019တုန်းကရိုက်နေတဲ့အချိန်မှာစီနီယာအကိုတွေပဲနောက်ကျတော့အကြောင်းမျိုးမျိုးနဲ့ဒီဟိုဂျားထဲမှာအဖြစ်ပြက်အမျိုးမျိုးကြောင့်မို့ဟိုပြန်လဲရိုက်ကူးမှုဟို2020မှာရိုက်ကူးရေးကိုပြန်လုပ်တဲ့အချိန်မှာကျွန်တော်တို့ရုံကနေမှာ casting လမ်းခေါ်တဲ့အချိန်မှာ casting ဝင်လိုက်တဲ့အချိန်မှာလွန်မောင်ဖြစ်သွားပြီပေါ့လွန်မောင်နဲ့ထူးစောနဲ့ဆိုဖြစ်သွားတယ်။ဟုတ်အဲကျတော့2019မှာတော့ကျွန်တော်မြင်ခဲ့ရတဲ့လွန်မောင်နဲ့ထူးစောကိုကျွန်တော်မြင်ခဲ့ရတယ်။ဟိုရှိအင်တာဗျူးမှာလည်းကျွန်တော်ပြောခဲ့ဘူးလေဟိုဒီចောင်းသား9ယောက်ထဲမှာဆိုတော့ဒါကျွန်တော်အနေနဲ့ပေါ့ចောင်းသား9ယောက်ထဲမှာဆိုရင်လို့ဟိုဒီ9ယောက်ဇက်ကောင်ကျွန်တော်အဲ့ကနေကចောင်းသားတယောက်အနေနဲ့မြင်နေခဲ့ရဆိုအဲ့ထဲမှာသာ9ယောက်ထဲမှာဆိုငါဘယ်သူကိုအကြိုက်ဆုံးလဲငါဘယ်သူဖြစ်ချင်လဲလို့စိတ်လေးထဲမှာအဲ့အတွေးလေးတစ်ခုပဲရှိခဲ့တာဘာလဲဆိုတော့လွန်မောင်ဆိုရင်တော့ငါမိုက်တယ်ငါကြိုက်တယ်ဆိုရင်အတွေးလေးတစ်ခုကဒီမှာနောက်အဲ့တိုင်းလေးပဲတွေးခဲ့ရပဲပြီးတော့ဒီရိုက်ကူးရေးလေးနားသွားတဲ့အချိန်မှာ2020ပြန်ရိုက်ကူးရဲ့အချိန်မှာကျွန်တော်လွန်မောင်ဖြစ်ခွင့်ရပါတယ်ဖြစ်ခွင့်ရပါတယ်ဆိုတော့အဲရှေ့မှာလည်းအဲ့လိုမြင်ခဲ့ရတယ်ကျွန်တော်ကိုယ်တိုင်ပြန်ပြီးတော့ဒီစာသင်ခန်းတွေကိုပြန်ဝင်ပြီးတော့ပြန်လောက်ရတော့မယ့်အချိန်မှာဟိုနောက်ဆုံးတဲ့အကြောင်းသားတယောက်ကဘယ်လိုနေထိုင်လဲဘယ်လိုဟိုပြုမှုမလဲဆိုပြီးတော့ဟုတ်ပြိတ်တဲ့ကိုပြန်ပြီးတော့အဲ့လိုရသားမြောင်ပြန်ပြီးတော့ပေးရတဲ့အချိန်မှာအများကြီးစဉ်းစားပြီးတော့ဖြည့်ခဲ့ရရရှိတယ်ဘယ်လိုဟိုဆရာပြောတဲ့မိကုန်းအရာဆိုရင်ဟိုဝေယံထက်ကနေလွင်မောင်ဖြစ်တာလားလွင်မောင်ကနေဝေယံထက်ဖြစ်တာလားဆိုတာကျွန်တော်မသိဘူးဒါပေမဲ့ဒီလွင်မောင်ကာရီတာကိုကျွန်တော်လောက်ခွင့်ရတဲ့အချိန်မှာကျွန်တော်ရဲ့ဝေယံထက်ရဲ့ခန္ဓာကိုယ်ကနေမှဒီလွင်မောင်အတွင်းထဲကိုစိတ်ခံစားချက်အတွင်းထဲကိုမရမကရအောင်ပို့ပြီးတော့လွင်မောင်ရဲ့ presentation ကိုပြည့်သက်ကိုပြခဲ့ရပဲဖြစ်ပါတယ်ဆရာ